ကျမတို့အားလုံးဟာနေကိုဒီလိုမျိုးလှပတဲ့အဝါရောင်ဒါမှမဟုတ်လိမ္မော်ရောင်အဖြစ်မြင်တွေ့နေကြရပါတယ်။ဒီအရောင်တွေဟာကလေးဘဝတည်းကကျမတို့ရဲ့ပုံဆွဲစာအုပ်တွေထဲမှာရောရုပ်ရှင်တွေထဲမှာပါအမြဲလိုပေါ်နေတတ်တဲ့အရောင်တွေပေါ့။ဒါပေမဲ့နေရတကယ်ရောအဝါရောင်ဟုတ်ရဲ့လား။ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့နေရဲ့အရောင်ကိုအမှန်တကယ်အရောင်ကဘာလဲဆိုတာဖော်ထုတ်မယ်။ကမ္ဘာ့လေထုကအဲ့ဒီအဖြူရောင်အလင်းကိုဘာကြောင့်အဝါရောင်အဖြစ်ပြောင်းလဲပစ်လဲဆိုတဲ့သိပ္ပံနည်းကျအကြောင်းရင်းကိုအသေးစိတ်ရှင်းပြပေးပါမယ်။ပြီးတော့နေထွက်ချိန်နဲ့နေဝင်ချိန်မှာအရောင်တွေဘာကြောင့်နှီးမြန်းနေရတာလဲဆိုတာကိုလည်းလေ့လာသွားပါမယ်။သိပ္ပံပညာရဲ့အကူအညီနဲ့စကြဝဠာရဲ့လျှို့ဝှက်ချက်တစ်ခုကိုဖော်ထုတ်ဖို့အဆင်သင့်ဖြစ်ပြီလား။ဒါဆိုရင်စလိုက်ကြရအောင်နော်။ပထမဆုံးသိထားသင့်တာကကြယ်တစ်လုံးရဲ့အရောင်ဟာသူ့ရဲ့အပူချိန်အပေါ်မှာမူတည်နေပါတယ်။ဒါကိုအနက်ရောင်ကိုထဲဓာတ်ရောင်ခြည် black body radiation လို့ခေါ်တဲ့သိပ္ပံနည်းဥပဒေသနဲ့ရှင်းပြပေးနိုင်ပါတယ်။သာဓကအနေနဲ့အပူချိန်နည်းတဲ့ကြယ်တွေကအနီရောင်ဥပမာ3000ဒီဂရီစင်တီဂရိတ်မှာဆိုရင်အနီရောင်အဖြစ်ရှိပြီးတော့အပူချိန်မြင့်တက်လာတဲ့အခါမှာတော့အဝါရောင်အဝါရောင်ထက်ပိုပြီးမြင့်လာတဲ့အခါမှာတော့အဖြူရောင်အဖြစ်ပြောင်းသွားပြီးတော့အမြင့်ဆုံးအပူချိန်ကိုရောက်ရင်တော့အပြာရောင်တွေဖြစ်ပြောင်းလဲသွားပါတယ်တဲ့။ကျွန်ုပ်တို့ရဲ့နေရဲ့မျက်နှာပြင်အပူချိန်ကပျမ်းမျှအားဖြင့်9500ဒီဂရီစင်တီဂရိတ်ဒါမှမဟုတ်1000ဒီဂရီဖာရင်ဟိုက်လောက်ရှိပါတယ်။ဒီအပူချိန်ပမာဏကနေရောင်ခြည်ကိုအလင်းရောင်စဉ်လို့ခေါ်တဲ့ electromagnetic spectrum ရဲ့အရောင်အားလုံးကိုတညီထဲလောက်ထုတ်လွှတ်စေပြီးတော့အလင်းအားလုံးကိုပေါင်းစပ်လိုက်ပါတယ်။အလင်းအားလုံးကိုပေါင်းစပ်လိုက်တဲ့အခါဘာအရောင်ဖြစ်လာမယ်လို့ထင်ပါသလဲ။ဟုတ်ကဲ့မှန်ပါတယ်။အရောင်အားလုံးကိုပေါင်းစပ်လိုက်တဲ့အခါအဖြူရောင်ဖြစ်ပါတယ်။ဒါကြောင့်နေရဲ့မူလအရောင်ကိုစစ်မှန်တဲ့အဖြူရောင်လို့ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။အာကာသထဲကနေကြည့်မယ်ဆိုရင်တော့နေဟာမီးတောက်နေတဲ့ဘိုးလင်းဘော်လုံးကြီးလိုဖြူစင်တဲ့အဖြူရောင်ကိုသာမြင်တွေ့ရမှာပါ။ဒါဆိုရင်နေရဲ့မူလအရောင်ကအဖြူရောင်ဖြစ်ပေမဲ့ကမ္ဘာမြေပေါ်ကနေဘာကြောင့်အဝါရောင်မြင်နေရတာလဲ။အကြောင်းရင်းကကျွန်တော်တို့ရဲ့ကမ္ဘာကိုထွေးပိုက်ထားတဲ့လေထုကြောင့်ပါ။ကမ္ဘာလေထုဟာနေရောင်ခြည်အတွက်စစ်ထုတ်ကိရိယာဖေတာတစ်ခုလိုအလုပ်လုပ်ပါတယ်။ဒီဖြစ်စဉ်ကို Rayleigh ပြန့်ကျေးမှုလို့သိပ္ပံပညာရှင် Lord Rayleigh ကိုဂုဏ်ပြုပြီးတော့နာမည်ပေးထားပါတယ်။ကျမတို့ရဲ့လေထုထဲမှာနိုက်ထရိုဂျင်နဲ့အောက်ဆီဂျင်လိုမျိုးသေးငယ်တဲ့ဓာတ်ငွေ့မော်လီကျူးတွေအများကြီးရှိပါတယ်။နေရောင်ခြည်အဖြူရောင်အလင်းပေါ့နော်။အဖြူရောင်အလင်းသားဟာဒီမော်လီကျူးတွေကိုဖြတ်တန်းတဲ့အခါသူတို့ဟာအလင်းကိုအရက်မျက်နှာအနက်ပြစ်လွတ်တဲ့ကျောက်ဆူလိုမျိုးဖြစ်သွားပါတယ်။လွယ်လေးပြန့်ကျဲမှုရဲ့တော့ချက်ကတော့လိုင်းအလျားပါပဲ။လိုင်းအလျားတိုတဲ့အပြာရောင်အလင်းဟာလိုင်းအလျားရှည်တဲ့အနီရောင်အလင်းထက်လေထုထဲမှာ10ဆကျော်လောက်ပိုပြီးတော့ပြင်းပြင်းထန်ထန်ပြန့်ကျဲသွားနိုင်ပါတယ်။ဒါကြောင့်နေရောင်ခြည်ကကမ္ဘာကိုလာတဲ့အခါအပြာရောင်အလင်းတွေအများကြီးဟာကျမတို့စီဓာတ်ရိုက်မရောက်ပဲလေထုထဲမှာပတ်ပတ်လည်ပြန့်ကျဲကုန်ပါတယ်။ဒီလိုပြန့်ကျဲသွားတဲ့အပြာရောင်အလင်းတွေကြောင့်ပဲကျမတို့ဟာကောင်းကင်ကိုအပြာရောင်အဖြစ်မြင်ရတာပါ။နေရောင်ခြည်ကနေအပြာရောင်အစိတ်အပိုင်းအတော်များများဆွဲထုတ်ခံလိုက်ရတော့ကျန်ရှိတဲ့အလင်းသန်းမှာအပြာရောင်ကင်းမဲ့ပြီးအဝါရောင်ဒါမှမဟုတ်လိမ္မော်ရောင်အလင်းတွေလမ်းမိုးသွားပါတယ်။ဒါကြောင့်ကျမတို့မျက်လုံးကနေကိုအဝါရောင်အဖြစ်မြင်တွေ့ရတာပဲဖြစ်ပါတယ်တဲ့။ပြောတော့နေကအဖြူရောင်ဆိုဒါဆိုရင်ဘာဖြစ်လို့နေထွက်ချိန်နဲ့နေဝင်ချိန်မှာနေကဘာလို့ပိုပြီးနှီးမြန်းနေရတာလဲ။ဟုတ်ကဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြောပြပေးပါမယ်ရှင်။နေ့လယ်ဘက်မှာနေကကျွန်တော်တို့ရဲ့အပေါ်တက်တဲ့နီးပါးမှာရှိတဲ့အတွက်နေရောင်ခြည်ဟာလေထုကိုလမ်းကြောင်းတိုလေးပဲဖြတ်တန်းရပါတယ်။ဒါပေမဲ့မနက်စောစောဒါမှမဟုတ်ညနေဆောင်မှာတော့နေကမိုးကုတ်ဆက်ဝိုင်းနဲ့နီးနေတဲ့အတွက်နေရောင်ခြည်ဟာပုံမိုရှည်လျားပြီးထူထပ်တဲ့လေထုလမ်းကြောင်းကိုဖြတ်တန်းရပါတော့တယ်။လမ်းကြောင်းကရှည်လေးလေးရယ်လေးပြန့်ကျဲမှုဖြစ်စဉ်ကပိုပြီးပြင်းထန်လာလေပါပဲ။အပြာရောင်တွေအပြင်အစိမ်းရောင်နဲ့အဝါရောင်အလင်းတွေပါအားလုံးနီးပါးပြန့်ကျဲပြီးပျောက်ကွယ်ကုန်ပါတယ်။နောက်ဆုံးမှာတော့အရှည်လျားဆုံးလိုင်းအလျားရှိပြီးပြန့်ကျဲမှုအနည်းဆုံးဖြစ်တဲ့အနီရောင်နဲ့လိမ္မော်ရောင်အလင်းတွေဟာကျမတို့မျက်လုံးစီကိုတိုက်ရိုက်ရောက်ရှိနိုင်တော့တာမို့လို့ကောင်းကင်ကြီးတစ်ခုလုံးနှီးမြန်းတောက်ပြောင်နေတာကိုမြင်တွေ့ရတာဖြစ်ပါတယ်။ကဲအခုဆိုရင်နေရဲ့လျှို့ဝှက်ချက်ကိုသိသွားပြီဖြစ်တဲ့အတွက်နေရဲ့မူလအရောင်ဟာအဖြူရောင်ဖြစ်ပြီးကျမတို့ကိုအဝါရောင်လိမ္မော်ရောင်အနီရောင်စတဲ့အရောင်ပေါင်းစုံကိုမြင်ခွင့်ပေးနေတာကတော့ကျမတို့ရဲ့ကမ္ဘာ့လေထုရဲ့အံ့မခန်းစွမ်းဆောင်ချက်တွေပဲဖြစ်ပါတယ်။စဉ်းစားကြည့်အောင်နော်။တခြား
ဂျိုတွေမှာလည်းလေထုမတူရင်နေကိုဘယ်လိုမြင်နိုင်ရမလဲဥပမာအင်္ဂါဂျို Mars မှာဆိုရင်နေဝင်ချိန်ကိုကောင်းကင်ပြကြီးထဲမှာအပြာရောင်အဖြစ်မြင်ရနိုင်ပါတယ်ဒီလိုမျိုးသိပ္ပံနည်းကျအချက်အလက်တွေကကျမတို့ကိုနေ့စဉ်မြင်တွေ့နေရတဲ့သဘာဝအလှတရားတို့ကိုပိုပြီးတန်ဖိုးထားတတ်အောင်သင်ကြားပေးနေတာပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်စိတ်ဝင်စားစရာသိပ္ပံအကြောင်းအရာတွေကိုဘာတွေလေ့လာချင်သေးလဲဆိုတာ comment မှာပြောပြပေးခဲ့ပါဦးနော်အကယ်၍ဒီဗီဒီယိုကသင်အတွက်တစုံတရာဗဟုသုတရရှိခဲ့တယ်ဆိုရင် like and subscribe လုပ်သွားပေးဖို့လည်းမမေ့သေးပါနဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်